အားလုံးပဲမင်္ဂလာပါ Edwin Murphy ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပေးချင်တာကတော့အခုခေတ်စားနေရပေါ့နော် Vero 3.1 version အတစ်ပေါ့နော်ကိုကဲကနေပြီး Flow AI website ထဲကနေပြီးမှသုံးရမယ့်ဟာတွေပေါ့နော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ US VPN ပေါ့နော်ချိတ်ထားဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ Google Chrome နဲ့ကိုတွားပါမယ် Google ရဲ့ပေါ့နော် search bar မှာ Flow AI ဆိုပြီးတော့မှရိုက်ပြီးတော့မှရှာပါမယ်ဒီမှာပေါ်လာတဲ့ website ပေါ့နော် Google Lab ဆိုပြီးတော့မှ Flow ဆိုပြီးတော့မှပေါ်တဲ့ website တွေပေါ့နော်အဲ့ထက်ဝင်လိုက်မယ်ပေါ့နော် website ထဲဝင်လိုက်ပြီးဆိုတာနဲ့ပေါ့နော်ဒါမျိုးလေးတွေ့ရမယ်ဒီမှာ Vero 3.1 ဆိုပြီးတော့မှပေါ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီအောက်မှာတွေ့ရတဲ့အတိုင်း Create with Flow ဆိုတာလေးကိုတစ်ချက်နှိပ်ပါ New project ဆိုပြီးတော့မှပေါ်လာမယ်ပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပါ Test to video ဆိုပြီးတော့မှဒီလိုမျိုးပေါ်လာမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီညာဘက်အပေါ်ဆုံးတောက်မှာပေါ့နော်အဲ့မှာကျွန်တော်တို့ credit card တွေဝင်ပြီးတော့မှစစ်လို့ရတယ် credit အမှတ်ပေါ့နော်စစ်လို့ရတယ်ဗျာအဲ့ထက်မှာကျွန်တော်ကတော့ Google Pro account ဖြစ်နေတဲ့အတွက် credit အမှတ်ကတော့ဒီမှာ980ပေါ့ပြောပြနေပေါ့နော်တကယ်နဲ့1000ရတာပေါ့နော်တစ်လောက်1000ထပ်ပြီးတော့ဖြည့်ပေးရပါတော့20ကကျွန်တော်တုံးထားရပေါ့โอเคဒါကကျွန်တော် ChatGPT ထဲမှာLego ပုံစံပေါ့နော်ကတွန်း animation အဲ့ဒါကိုကျွန်တော် prompt ရေးခိုင်းလာတာအဲ့တော့ scene 1ကိုကျွန်တော်ထုတ်ပြီးသွားပြီပေါ့နော်ပြီးရင် scene 2ထုတ်မှာဆိုတော့ကျွန်တော် scene 2ကို copy ကူးလိုက်မယ် copy ယူမယ်ပေါ့နော်ဒီ prompt ကိုပေါ့နော်ဒီယူထားတဲ့ copy prompt ကိုကျွန်တော်တို့ဒီ Google Flow AI နဲ့မှာပဲပြန်ပြီးမှသုံးပါပေါ့နော် copy ယူလာတဲ့ prompt ကိုကျွန်တော်ဒီမှာ paste ချလိုက်တယ်ပေါ့နော် test to video ဆိုတဲ့နေရာထဲမှာဒီမှာ 3.1 ဖြစ်နေရပေါ့နော်အဲ့ version ကိုကျွန်တော်သုံးပါနောက်တစ်ခုပြချင်တာပေါ့နော်ဒီညာဘက်ကအချစ်သုံးချက်လေးကိုနှိပ်ပါကျွန်တော်တို့ဒီမှာပေါ့နော် landscape ရယ် portrait ရယ်ဆိုပြီးတော့မှ site ကနှစ်မျိုးထုတ်လို့ရမှာပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့ prompt တစ်ခုကို video တစ်ခါထုတ်မယ်ဆိုရင်၄ပုတ်ထိထုတ်လို့ရရဲဆိုတာလေးပေါ့နော်၄ပုတ်ထိမထုတ်ပါနဲ့၄ပုတ်ထိထုတ်ရင် credit အမှတ်တွေအများကြီးကုန်ပါတယ်သူက video တစ်ပုတ်ကို credit အမှတ်20နဲ့တွားပါတယ်အဲဒီအောက်ကမြားဖြူလေးနေလေးဆိုရင်တော့ဒါကကျွန်တော်တို့ generate လုပ်နေပေါ့နော် video ကိုစပြီးတော့မှထုတ်ပေးနေပြီသူက100ပြည့်ရဲ့အထိခဏဆောင်ပေးရမှာပေါ့နော်โอเคဒီကောင်ကကျွန်တော်တို့100ပြည့်အောင်ဆောင်ပြီးတော့မှပရုံးရေးထားတဲ့အတိုင်းထုတ်ပေးလာတဲ့ Vero 3.1 version video လေးပေါ့နော်ကျွန်တော်နဲ့အတူ Vero 3.1 ကထုတ်ပေးတဲ့ video လေးကိုတစ်ချက်အတူလိုက်ကြည့်ပေးပေါ့ဗျာ But treachery sails on swift feet. A scurvy thief stole the map, and doom followed behind. ဗီဒီယိုလေးကတော့တော်တော်မိုက်တယ်ပေါ့နော်ကျွန်တော်ဒီမှာ download လုပ်ချင်တယ်ဆိုရင်တော့ download လုပ်လို့နှိပ်ပါ1080နဲ့လည်း download လုပ်လို့ရတယ်920နဲ့ download လုပ်လို့ရတယ်1080နဲ့ကြာတော့ upscale လုပ်ပေးရဆိုတော့စောင့်ရတော့ကြာတယ်ပေါ့ဗျာကိုယ့်အနေနဲ့ဟို1080နဲ့မှတောင်းနေတယ်ဆိုရင်လည်း10မိနစ်2မိနစ်လောက်စောင့်ပြီးတော့မှ download ရရပေါ့နော် That's all for today. See you in next video. Please subscribe my channel, press like and share. Bye for now.